အဲ့ဘာပြောလဲမကြောက်ဘူးဟမ်အဲ့ကလို့ဝမ်းရလေးဘယ်လိုပြောမလဲဆိုတော့အဲ့ဒါကိုကြီးကမသိကြဘူးကိုကြီးကအဲ့ဒီကိုအိမ်မှာရှိမှလားမရှိဘူးလားအဲ့ဒါလည်းမသိကြဘူးပြီးတော့ကျဟိုနင်းမောက်လေစေကမ်းပြအောင်ပါဟင်မဟုတ်လေသူကတော့ဖြားတော့မဖြားဘူးလေအဲ့ဒီကျဖြားရင်ဖြားမှာလေအေးအဲ့ဒါလာလို့ရမရဆိုတာငါမေးလိုက်မယ်နော်ရက်ဆက်မယ်တွေ့လားအေးဒါပဲရှင်းဘလို့နေမကောင်းဖြစ်ခိုင်းနေတယ်မင်းမင်းနော်လေဘာမဟုတ်လေဟိုညီမလေးရတဲ့ဟိုရန်ကုန်လာမလို့တဲ့အဲ့ဒါအိမ်လာလေကျင်တို့တဲ့ဟိုအဲ့ဒါမိမဟိုမေးကြည့်လိုက်ဦးမဲလို့မိမဖျားနေလို့ရှင်ဘာလို့ဖျားမှာကျမမယုံမလို့နေပြောလိုက်တာလေမိမလက်ခံလားလက်မခံလားလက်မခံဘူးဒီမှာ200တော့မှတိုင်ပတ်နေတဲ့ဟာဘာလို့ခေါ်မှာမခေါ်နဲ့ဘယ်သူမှမလာခိုင်းနဲ့အဲ့ဆိုမလာရဘူးပေါ့မလာခိုင်းနဲ့တော့မလာနဲ့ပြောလိုက်အခုဖုန်းဆက်လိုက်ပြောလိုက်မယ်နော်ပြောလိုက်ပြောမှာအားရောနာစရာကြီးရှင်ကဘာလို့အားနာနေလဲပြောဟုတ်လေအခုကကျမ်းမာရေးကိစ္စဖြစ်နေလေသူ့ယောက်ျားနေမကောင်းလို့တဲ့စေခန်းလာပြမယ်ဆိုပြီးအိမ်မှာလာတဲမယ်လို့ပြောသူ့ယောက်ျားနေမကောင်းတာကျမနဲ့ဘာဆိုင်လို့လဲအေးပါဘာမှလည်းမသိဘူးနေရတကောင်ဟောသူ့ယောက်ျားဆိုကျမကိုပေါ့အေးပေါ့ကျမကိုဆိုလို့ရှိရင်အခုဖုန်းဆက်လိုက်လေလာခိုင်းလိုက်မင်းလာခိုင်းလိုက်နေမကောင်းနေတခုဖြစ်ဒုက္ခပဲဖုန်းဆက်လိုက်ပါအခုချင်းတော်ပါပြီနှစ်ယောက်တောင်တိုင်ပတ်နေမှာဆက်တော့ရပါတယ်ဖုန်းဆက်လိုက်ပါကျမကိုလေတခုဖြစ်ဘယ်လိုလုပ်မလဲအရှင်ကလေမျိုးတည်နော်ဖုန်းလိုက်ပါတခုဖြစ်ကိုဒုက္ခပါပဲကိုနေမကောင်းဖြစ်နေဘာမှဖြစ်နေလဲမသိဘူးခုချင်းဆက်လိုက်အောင်ခုချင်းခေါ်လိုက်နော်ကားချင်းခေါ်လိုက်အခုကားစီးခဲ့တော့လို့ဟောဖုန်းမအားဘူးလားဖုန်းမအားမှာတော့ရတဲ့ဖုန်းဆက်ဟောဟယ်လိုအေးညီမလေးမလာနဲ့တဲ့ဟာလာလို့ပြောတာလာခဲ့တဲ့နော်လီလာနေလေနေလဲလာလီအေးလာနေလေငါလာတာမမြင်ဘူးလားနေမြင်တော့မြင်တယ်လာလို့အေးလာနေတယ်လို့ပြောနေလဲလာလီဟိုလာနေလီမတွေ့ဘူးလားလာစမ်းပါနေလာနေတယ်ငါလေးလာနေလေလာသွားမယ်ဟောလာနေတယ်ဘာဖြစ်နေရလဲလို့ဟိုလာလို့လာနေလေနေလဲလာလီလာစမ်းပါသွားမယ်လားလာလီလာနေနေမမြင်ဘူးလားလာအော်ငါလည်းလာနေတယ်လီလာနေတာမြင်ရတဲ့နဲ့လာဆိုတော့လာလီအော်လာလို့အေးလာနေတယ်လို့ဟိုလာနေမြင်တယ်လာပါဆုံးမပဲအေးလာလီနင်းနော်လာပါဘာဒီဖြစ်တယ်လဲမူးနေလားမသိဘူးလာလို့ပြောနေတဲ့ဟာကိုအိုးလာနေရလေလာနေတာမြင်ရတာနဲ့လာတဲ့လာအော်လာနေတယ်လီငါလာနေတဲ့ဟာကိုလာတလာနဲ့ဘာဖြစ်နေမှမသိဘူးလာအိုးလာလို့အေးလာနေတယ်နေလာမလီလာလီနေရင်လာလီအေးမူးနေတာလားမသိဘူးဟာကိုညမကြီးကိုလာတာဘ누구ကယူဆိုင်မှာလဲဟဲ့ငါနဲ့ငါကိုအင်းလာတာဘ누구ကယူဆိုင်မှာလဲငါတို့ကယူမဆိုင်ဘူးအေးနင်းနဲ့ငါနဲ့လင်းမဟုတ်တဲ့အိမ်နဲ့လာတာတက်လာနဲ့ဘာဒီပြဿနာတက်နေမှမသိဘူးတခါတည်းပြောထားမယ်နော်ငါဒီကိုလိုက်လာနော်ဟဲ့ငါညမကြောင့်ငါလာတာနင်းကိုငါတစ်ဆက်လေးမှကြည့်ရတာမဟုတ်နော်ဟဲ့ငါလည်းတစ်ခါလေးပြောထားလိုက်မယ်ငါဒီကိုလာမင်းလာငါကိုကြောင့်လာတာနင်းညမကိုငါတစ်ဆက်မှကြည့်ရတာမဟုတ်နော်ငါညမကိုကြည့်မြင်တာဘာမျိုးနင်းကိုလာငါ့ကိုဂလန်ကဆန်ပြောလို့တော့ဆွဲကင်လိုက်မှာနော်နင်းငါကိုကြည့်မြင်တာဘာမှမဖြစ်ဘူးနင်းညမကိုငါကြည့်မြင်တာနော်ဂလန်ကဆန်လောက်တော့ငါဖျက်ရိုက်လိုက်လောက်ရဲလောက်ကြည့်လိုက်လေနင်းငါကိုလောက်ရဲလောက်ကြည့်လိုက်နင်းလောက်ကြည့်လိုက်ပါနင်းလောက်ကြည့်လိုက်ပါစကားများတာဟာလာနေတယ်လာလို့လာလီလာနေလီနင်းလာလာလို့ဘူးနေလာပါစုမလာမသိဘူးလာကလေးဟဲ့နင်းရမလောက်နဲ့နော်ရမလောက်နဲ့လို့ငါ့ကိုနင်းကိုရှိမှငါပြမနင်းကိုဘယ်လောက်နိုင်လဲဆိုတော့ငါလာလို့ညီမလေးကိုကြီးရေညီမလေးကိုကြီးညီမလေးကိုကြီးရေညီမလေးကိုကြီးညီမလေးဖြစ်တယ်တော့ငါညီမငါကိုတယ်ဒီကိုကြီးဘာဖြစ်နေလဲချစ်ရဘာလို့လဲပြောအတင်းလိုက်ပြီးညီမလေးလည်းခေါ်နေရတော့ညီမလေးကိုကြီးရေညီမလေးကိုကြီးငါဖက်နေရလေဘာဖြစ်နေလဲဒီမှာငါညီမကိုပြောနေလေဘာပြောလဲညီမလေးကြည့်တော့ညီမလေးရဲ့ညီမလေးလိုက်တာပြောမနေနဲ့ညီမလေးဝါလာလိုက်တာဟဲ့ဘယ်မှာလဲပြောမနေနဲ့မင်းကဘယ်မှာပြောမနေဒါပိတ်မလားကွာပိတ်တော့ကွာငါညီမလေးအစီပါနေတော့ဆိုလေဘောကားလေးချစ်ဖို့ကလည်းညီမလေးငါညီမလေးမကြပိတ်သွားလိုက်တာငါညီမလေးတော့ငါညီမလေးဝါတော်လေးမင်းဘယ်လိုလုပ်လိုက်လဲငါညီမပိတ်သွားတာမင်းညီမငါရိုးတယ်မဲ့လုပ်တာကွာဟာရိုးတယ်မဲ့ဆိုင်မင်းလိုက်ဆက်နေလို့နေမှာပေါ့ကျန်ညီမလေးအသားတွေလည်းမဲပြမင်းတက်ပြူတဲ့သရောင်းဆိုင်ဘာလဲအရင်တော့ငါညီမလေးဝါတော်လေးငါညီမလေးမမဲပိတ်ချက်စောလေးတနာပါတယ်မလေးဒီကောင်မကျွေးဘူးလားဒီကောင်မကျွေးဘူးလားကျွေးမင်းညီမငါကျွေးတယ်ကွာအေးမင်းညီမငါကျွေးလို့မဝတ်တော်နေတွေ့လားပြဝါတာမဟုတ်တာပိတ်နေတာကွာဘာပိတ်ရမှာလဲညီမလေးပြောတော့ညီမလေးလင်
တေကောင်ပေါင်းနေဖြစ်လို့စေးုံပြရမှာဆိုမကျန်ရုပ်ကလည်းဖောင်းကနဲ့ဘလောက်ရဖောဖောနေတယ်မသိ အော်ရဖောဖောမှာလဲကွာဒါနေမကောင်းဖြစ်နေတာကွာငါမကြမ်းမှနေတာ ထုတ်ပြီးများလိုက်လဲညီမလေးတရက်တလေးလာတာမဟုတ်ဘူးလား အဲ့လိုတော့မဟုတ်ကိုကြီးဟိုသူ့ယောဂလေးတစ်နှစ်မှမသိနှစ်နှစ်မှမသိနာတာရှင်မှမသိကိုမဝင်မှမသိအဲ့လိုဖြစ်မှာမို့လို့ကိုကြီးအဲ့ဒါကြောင့်မလို့အများကြီးထည့်လာတာ နေကောက်ချိန်သေးနေရလားဟမ်ချိန်လာတိုင်းနေ ဟဲ့ဒီကောင်ကိုမပြောနဲ့ အငယ်ငါ့ကိုခင်ဗျားလေ ညီမလေးကိုကိုကြီးအကောင်းဆုံးကြံတစ်ခုပြမယ်နှစ်ယောက်ကြလဲနေသိမလားညသိမလားမသိဘူးတခါလဲကွဲလိုက်ပါလား ရှင်းပါလားပြောလေကျမကို ငါရိုက်လိုက်လေဟေ့ဟေ့ငါနေမကောင်းစွမ်းနေကွာဖိပါနာလေဟဲ့ရော ရုပ်ကမြ ဒီ င် ဘ ပြ က် ကြ ကိုလည်းညှို့တော့နဲ့မပြောနဲ့ ပြောနေပြောလေ ဟဲ့မသက်ကိုပိတ်ထားဒါနဲ့ရောက်မှညီမလေး ဇပိတာ ကိုကြီးနေမကောင်းပါပေးဝတော့ကိုကြီး ညီမလေး ညီမလေး ရှင်းကိုကြီးကိုကြီးနေချင်တာနေစားချင်တယ်လို့စားနော်ကိုကြီးပျော်တလောက်နေ ညီမလေးဒီမှာကြိုက်တယ်လို့နေကြိုက်တယ်လို့စားဟောခိုင်းစားနေတော့မယ်ဟဲ့ငါတော့ခိုင်းစားနေထမင်းသားချက် ဟဲ့ဘာလဲနေငါတမင်ချက်လိုက်ခဲ့ အမေငါဘာလို့ချက်က ငါမသက်ကိုပိတ်ထားဟဲ့ မင်းလည်းပစားပိတာ ဟုတ်တယ် ရှင်းလားမသားမရ ဒီငါ့ကိုလည်းညှို့တော့လုံးနော် ငါတိတ်ထိုးလိုက်လိုက် ငါလည်းပိတ်ထိုးလိုက်တာ လုံးလုံးကြည့်လိုက်တော့ညီမလေး ဟေ့မင်းတို့မောင်နှမအရင်ဟောရလား ဟုတ်လိမ့်မယ် ရှင်းပါလားပြောလေ ဒါငါတို့မောင်တို့ကချစ်လို့နေတယ် ငါတို့လေးတနာပါလေငါတို့လေး ဒီတော့မောင်တို့ကရေဟို ဟုတ်ပါဟာမခွေးစကားမပြောနဲ့ ဟဲ့ငါ့ကိုလည်းညို့မထိုးနဲ့နော် ငါတို့လည်းပြောတယ်လို့ ငါ့ကိုလည်းထိုးတယ်လေငါ့ကိုလည်းပြောတယ် ညီမလေးကိုကြီးပြောတဲ့စကားကိုတေချာနားထောင်နော်ယောက်ျားကိုသိလို့မလိုက်နဲ့နော်နင်းယောက်ျားဘာမှအလုပ်မရှိကိုင်းမြင်ငါညီမလေးစနေရဲနေရတာကိုကြီးရဲ့စိတ်မချမ်းသာဘူးအခုယောဂဖြစ်တော့ဘယ်သူကူရလဲကိုကြီးပဲကူရမှာဒါကိုညီမလေးကိုကိုကြီးရဲ့ချစ်လို့ကူပေးတာအဲ့ကောင်ကိုကြီးရဲ့ကြည့်ရတာမို့နော်နင်းယောက်ျားကတကယ်ပြောတာလုံမရှိကိုင်းမရှိခါရဲပေါ့ပေါ့နေပေါ့ပေါ့စားဘယ်တော့မှချမ်းသာသူနေမောင်မအရင်ဟောရလားမသိဘူး မရိုက်လိုက် ရှင်းပါလားပြောပြန်ပြီလေ မင်းတို့အဲ့လောက်ကြီးဖြစ်နေရကွာ ပြောင်းငါ အဖေလေကိုကိုကိုချ မော စ် င် လို့လေ မောင်နှမလေးငါတို့မောင်နှမကောင်ဘယ်လိုနေလဲ မောင်တို့လူမြင့်တင်တော်နေပေါ့ ဟဲ့ နေတယ်ဟဲ့ ငါကောငါချစ်လို့ပြတာနေပါဖြစ် င နေ ယ် တယ် ငယ်တွေကအဲ့လိုအမြဲတမ်းကြွားလို့အဲ့လိုနေခဲ့တာအဲ့လိုနေခဲ့တာဟမ် ကျင်းကဘာဖြစ်နေတာလဲ ဟမ် တရားစုမောင်နှမပါကွာ ဟဲ့စုမြတ် ဘာလဲ ငါလက်ဖိတ်ဆိုင်သွားဖို့ ဟုတ်မယ် လက်ဖိတ်ဖို့ဗျာ ဟဲ့မင်းရှာတာကဘယ်နှပြားရှိလို့ ဟေ့ငါရှာထားတာမရှိပေမဲ့မင်းကြီးကလှမ်းတောင်းနေတာငါမိမမရှိတယ်ကွာ သဘောပေါက်လားကွာမင်းဘဝကတော့သွားပြီသွားပြီ ဟာ ဟဲ့你俺过后也对也没漏呢喏，俺过后也对也没漏呢呢。 မဲနေရမြန်ငါ့ကိုလိုက်လိုက်ပြီးတော့ မပေးနဲ့ နေပါမနေနဲ့ မပေးဘူးမပေးနဲ့ 这个哪边嘞？ ကိုကြီးဘွားလေးရွာမနေတော့လေလက်ဖိတ်ဘူးလေးတောင်းတာမုတ်လေးစားချင်တော့ကိုကြီးတခါမှကိုကြီးမရခဲ့ဘူးကိုကြီး လုံးလုံးဘောကွာလုံးလုံးဘောကွာ အလုံးလုံးလည်းကိုမရဘူး 这没漏没漏嘞，这把过这把别的没别的没别的，把这谁还先的嘞？ မိမယူပြီးတော့လုံးလုံးကမပေါ့ 嘿，你们咋个背的？嘿，不背嘞，我没我背嘞， အဲငစိမ့်တယ်လို့ပဲငစိမ့်တယ်လို့ပဲသွားရ 谁不他妈我背？ ကိုကြီး ကဲနင်းများပေးလိုက်ပါတော့ငါမပြောလိုက်ချင် 谁把我背他了标你嘞？ ကိုကြီးဒီလောက်ကျင်းနေမိမကိုကြီးမလို့ယူ 嘿， နေ 你 နော် 怎么标嘞？ ကျေကြီးပဲ မစက်ကိုပြီးတော့ 把个嘞，谁把标嘞？ အာရမ်းကျင်တာအာရမ်းကျင်တာ ဒါမကျညီမလေးရတယ်ညီမလေးကိုကြီးရတယ်တောင်းနေလေကိုကြီးပါစားလို့စားမှမသိဘူးဖြစ်နေတာပေါ့တော့ညီမလေးတော့ တင်းချိုင်းကိုဝယ်စားလိုက် ဟောတင်းတိုင်းဝယ်သားပါ 谁他妈给我标了标你嘞？谁哟？ ဒါလေးမပြောနဲ့ ကိုကြီးကိုကြီးလည်းလက်ဖိတ်ဆိုင်တော့လိုက်ပါလားညီမလေးလက်ဖိတ်ကိုပေးမယ်လေကိုကြီးရဲ့ ထိုင်မအောင်ညီမလေးလက်ဖေးဆိုင်ထိုင်နေဆိုအာရွှေသီးတွေအလုံးမရှိကံပြည့်အမလက်ဖေးဆိုင်နေစကားဟိုပြောဒီကြောင်တော့သူများမကောင်းကြောင်ကိုကောင်း အ ကြောင် လုံး ပြော ကိစ္စပြောချင်လို့လက်ဖိတ်ဆိုင်သွားတာကွာဒီမှာတွေ့လားငါညီမလေးကချစ်လို့ညီမလေးချစ်လို့တောင်းပြရနော်ညီမလေးနော်အေးတောင်းတယ်ညီမလေးရဲ့ ကိုကြီးတော့လည်းပဲကိုကြီးရဲ့ညီမလေးပေးပါမယ်ကိုကြီးဟောလက်ဖိတ်မတော့ချင်းချင်းဘေးရတာတော့လိုက်ကိုကြီး ရတာကောင်းတယ် 谁把我标了嘛标？ ဟဲ့ငါညမပတ်စံနဲ့ငါတော့နေမစံနဲ့တောက်လို့လား 谁都不在那边到，不在那边到，没到了。 တော့တော့ထပ်ပေးမယ်ညီမလေးတော့တော့ ညီမလေးဒီပါဦးညီမလေး ရတယ်ရတယ်ဟဲ့နေနှစ်တောင်းပဲငါကိုတောင်းတောင်းပဲရောက်လောက်ပါ ချစ်လိုက်တာညီမလေးရဲ့ ကိုကြီးညီမလေးရှိလားအကုန်ထုတ်ပေးလိုက်မယ်ကိုကြီးရောက်တော့ကိုကြီးတော့ ချစ်လိုက်တာညီမလေးရဲ့ဟဲ့ မလေးရ မင်းညမလားအဲ့ဒါမင်းညမလား ဟဲ့ငါညီမလို့မင်းပတခါ ချိန်ပါငါလည်းပဲမလဲ ဒီထိုင်တော့မလေးကိုကြီးအကုန်တောက်ခဲ့လိုက်မယ်နော် တော့ကိုတောင်းအမေတောင်းပါရနော်ကိုကျတော့တောင်းခဲ့ကြည့်နေနော်ဟွန်းပြေးကြည့်နေ ဟဲ့ ဘာလဲ နေနော်ငါအကိုကြီးငါယောက်ျားလေးရှိမှာနော်ပဲကနဲ့လုံနေနဲ့ ဟဲ့နင့်ကိုငါယောက်ျားမဟုတ်ပါဘူးနင့်ယောက်ျားဟုတ်တယ်နင့်ယောက်ျားနေမပေးလို့ငါပေးလိုက်ရတာလေညီမမပေးလေ ငါယောက်ျားမပေးဘူးဆိုတော့ပြက်စိမှာဆိုလို့ငါမပေးတာလေ အေးနင့်ကြတော့မပေးလို့ငါပေးရတာလေခု ဟဲ့ငါယောက်ျားကိုပြက်စိမှာဆိုလို့ငါမပေးတာငါယောက်ျားချစ်လို့ငါမပေးတာဘီယာဒီပါဒီတော့တော့မ မ လို့ လေး ငါမပေး နင့် တာ ကြတော့ငါတနာတယ်ငါယောက်ျားငါချစ်လုံးလုံးဖူးဖူးမှုတ်ထားတာနင့်သိလား အဲ့ဒါဆိုစားရက်နေပေးပါလားငါယောက်ျားယောဂဖြစ်နေတာမို့လို့ဘီယာဒီတော့ဟိုရောက်ဒီရောက်မသိတာကြီးရှောက်ဆမ်းမှာဆိုလို့မင်းများပေးမှာဆိုလို့ငါမပေးတာ နင့်မပေးလို့ရှင်နင့်မပေးလို့ငါပေးရတာလေငါကို ဟဲ့အဲ့လိုရှောက်ပြောမနေငါယောက်ျားကိုချစ်လို့ အေးငါလည်းနင့်ကငါယောက်ျားနင့်ထက်ဆယ်စားချစ်တယ် ဟဲ့ငါယောက်ျားကိုငါဘယ်လောက်ထိချစ်လဲဆိုလေအိမ်မှာလိုလေသေးမရှိဖူး
ဖူးမောက်ထားတာငါယောက်ျားကို no ချိန်တန် no ဘာလို့လဲ ဟဲ့နွားတို့ပြောတာအိတ်ခဏီအားရှိအောင်လို့ငါနွားတို့တိုက်တာ no ချိန်တန် no ရာငါက အော်နင်အားနေနိုးပဲတိုက်နေရလား ဟုတ်တယ်အားရှိအောင်လို့ မနေနိုးလည်းမြတ်စကားရဲ့ထည့်ပြောတယ်ငါယောက်ျားငါလိုလေသေးမရှိအောင်သိလားမကြချက်ပေါင်းရည်တွေငါတိုက်တယ်ငါယောက်ျားအားပြတ်မှာဆိုလို့ကြောက်ဦးတွေစပကလေးအမြဲတမ်းတိုက်နေတာနေချစ်တယ်လားငါကနာတယ် ဟဲ့ငါလေနေချစ်တာတော့တနာလေနှစ်ထက်ငါ10လောက်ပို့ချစ်ပြမယ်နားလား နေချစ်တယ်ငါအစတရားပေါ်ချစ်ပြမယ် ငါနေချစ်တယ်အစားတစ်ထောင်ပို့ချစ်ပြမယ် နင်ကိုငါယောက်ျားဘယ်လောက်ထိချစ်မလဲဆိုနင်စောင့်ကြည့်လိုက် နင်းလည်းစောက်ကြည့်လိုက်နင်းလည်းစောက်ကြည့်လိုက်နင်း နင်စောင့်ကြည့်လိုက်နင်စောင့်ကြည့်ပြောနေတယ်လေ ယောက်ျားစား ဟိုမင်းမရဲ့ပကံထဲမှာအသားဟင်းနေ ယောက်ျားလူဆိုတာအသားတက်လူတယ်ထမင်းကိုရမ်းမစားနဲ့အသားကိုများများစားရတယ်ယောက်ျားစား ဟုတ်လား ယောက်ျား စားအိမ်မှာလည်းစားရတာမဟုတ်ဘူးစား ဟာအိမ်မှာမစားမှာတိကျတော့စားရသေးတယ် ပါစားပါယောက်ျားအားရှိမှဖြစ်မှာတိလားယောက်ျားအားရှိမှ ဘာဖြစ်လို့အားကြီး နော်ယောက်ျားရဲ့အားရှိတယ်လုံလိုက်မှာပေါ့ရော့ရော့စား ယောက်ျားယောက်ငါစားအိုမီဂါ3ဆိုတာလူခန္ဓာကိုယ်မှာလိုအပ်ဆုံးရာယောက်ျားစားငါအိုမီဂါ3ရှိတယ်နော် လိုတယ်စား အသီး ယောဂပြနေလာညလာသိတာမဟုတ်စားမှာ ဟိုအိမ်မှာဒီတက်တောင်စားသေးတယ်ဒါဒီမှာဒါဒီဟင်းဆိုတာပါပါလေးဖြစ်နေမင်းမကြောင်ကမင်းစားရင်အငန်းတလေးနဲ့ငပိမပိုင်မစား အိုးဟုတ်တာပဲယောက်ျားရဲ့မင်းမမေ့နေတာအမလို့ရှိယောက်ျားလေးစိတ်မဆိုးနဲ့စိတ်မဆိုးနဲ့ ဆော့ဆော့လေးစားတယ်ဆိုလည်းသိရတာ မင်းမသိတယ် အိမ်မှာဆိုနှချင်းငပိချက်လောက်စားနေ ဟို ကောင် မင်းမငပိတော့မရှိဘူးယောက်ျားရဲ့ငရုတ်သမို့လေးစားယူလာခဲ့ အဓိကစပ်ဖို့လိုတာ ရတယ် စပ်ဖို့လို့လား စပ်ဖို့လိုတာ နေနေနေကွာ ညီမလေးကိုဘလူးစကားပြောနေရလဲ ကိုရမောင်းသွားလို့ ကိုနော်မင်းမယောက်ျားတော့ဝယ်ထားတာဘူးလည်းတော့မထည့်ရသေးဘူးထုတ်လိုက်မိပြီးထောက်ထားတာယောက်ျားရဲ့ခဏလေးမင်းမထည့်ပေးမယ်နော် အဲ့လိုမျိုးမှာ ရဲလာမင်းမနေပေးမယ်ယောက်ျားလက်တွေကုတ်ကုန်မယ် မလေးသူတို့ဘယ်စုံလောက်စားနိုင်လဲလာပို့လုံနေငါယောက်ျားနင့်ယောက်ျားအဆက်ကိုပို့စားနိုင်တယ်လား ဟောစားတော့စားယောက်ျားနှစ်စုံလောက်စားသူကတစုံနဲ့လုံနေယောက်ျားနှစ်စုံစားနှစ်စုံနေလိုက်အားရပါရစားနှစ်စုံ ကောင်းတော့ယောက်ျားအော်ကောင်းတယ်မလားကောင်းတယ်လားမင်းမခုကြည့်မယ်ယောက်ျားလက်ညှိုးလုံးရ မိမဟိုယောက်ျားလေးတလားနည်းနည်းလေး ဆက်လိုက်ပြီလား ကောင်းတယ်မလားယောက်ျားကောင်းလား ကောင်းတယ်နည်းနည်းလေးတော့ဆက်တက်ပြည့်နေတာပေါ့နော် လေးပွင့်သွားမှာပွင့်သွားမှာလား ဆက်ပါလား အော်ကောင်းတာလားယောက်ျား ဟုတ်ဟုတ်ဟုတ် ဒီယောက်ျားကစားနိုင်တယ်ငါယောက်ျား အော်ဒါလေးစားအော်ယောက်ျားအဆက်နေနေတာပဲမတော့နှစ်ဆုံးစားတယ်ယောက်ျားသုံးဆုံးထည့်ပေးမယ်မင်းစား နော်တအားနည်းအော် အော်နင်က3စုံရတယ်ပြောယောက်ျားကုန်လောက်ချက်ကုန်စား မဟုတ်လေ စားယောက်ျားလေး ဟုတ်လေ ဆက်ပါဘူးယောက်ျားရဲ့စားယောက်ျားစားတော့လာပြီးလုံနေတယ်စားယောက်ျား မိမကြည့်ပါဦး 哦，来了啦！要要要， sorry 上စားမယ်တော့မစား ငါ တော့ ပြောမမငါမဝါနိုင်တော့ ယောက်ျားစားတော့ယောက်ျားရဲ့စား ငါတော့ ဝါနိုင်တော့ဘူးလားဝါနိုင်တော့လေမိမဝါကြည့်မယ်မိမဝါကြည့်မယ်မိမဝါကြည့်မယ် ပြီးတော့ပါရောငါတိပါရဲ့ဒီကဆိုမြန်ဒီလိုလာမကြည့်ရဘယ်မိမလွတ်မှာတော့ဘုကနေရတာလေမင်းတည့်ရဲ့အတိုင်းပဲလေကွာဟိုရောက်မှအိမ်မှာဆိုတော့ရောက်မှမျက်နှာလည်းကြည့်နေရသေးတယ်အေးပါငါခွန်းလို့နော်မလာပြတော့ခွန်းလို့နော်နော်โอเคအေးဒါပဲ ယောက်ျားဘာဖြစ်လို့လဲ ဘာဖြစ်ရမှာတော့ပိုင်ကျော်ပေါ့ငါရန်ကုန်ရောက်နေတာတဲ့မနေ့ကမှသိတာတဲ့အဲ့ဒါအခု तू အလုပ်ဖြစ်လို့တဲ့ KTV မှာတဲ့အဲ့ဒါ तू တငယ်ချင်းတွေနဲ့စားတောက်နေရပေါ့အဲ့ဒါငါ့ကိုလာဖို့ခေါ်တာကိုကလည်း KTV ဆိုတော့လည်းမိမတော့တာမကြိုက်ဘူးလေအဲ့ကြောင့်ယောက်ျားမလာတော့ပါဘူးတငယ်ချင်းဟာလည်းအဲ့လိုပြောလိုက်တော့ အမလေးယောက်ျားရဲ့အဲ့ဒါကိုမြန်စိတ်တွေပူပြီးပြောနေလိုက်တာတနာပါတယ်ငါယောက်ျားလေးချွေးတွေကိုထွက်လို့မှကြည့်ပါဦးယောက်ျားမိမပြောပြမယ်ယောက်ျားဘာမှမလုပ်ဆိုတာလေမိမသိတယ်ယုံလဲယုံတယ်တလုံးမိမလေးယောက်ျားရဲ့မျက်နှာလေးကိုကြည့်ပြီးတော့ရိတ်ကြည့်နေတာယောက်ျားအဲ့လိုမျိုးတွေဖြစ်နေတော့လေစိတ်မကောင်းနေဖြစ်ပြီးနေမကောင်းဖြစ်တော့မိမပဲစိတ်ဆင်းရဲရမှာလေယောက်ျားရဲ့သွားစရာရှိတာသွားလိုက်နော် သွားကြပါမိမအခုကသွားမှာ KTV ဆိုတော့ပြီးတော့အဲ့ KTV မှာလေသူတို့ကဟိုရိုးတန်းထိုင်တောက်ထိုင်စားတာမဟုတ်အဲ့ဘာလဲဟာအဲ့ကောင်မလေးတွေလာပေါ့လားဟိုသူတို့တွေကလည်းပါတဲ့ခါကြောင့်လေယောက်ျားနေရတာရှက်တယ်မိမ อ๋อအမလေးယောက်ျားရဲ့ဘာဖြစ်လဲ KTV ဘာဖြစ်လဲပြောမိမသိတယ်ယောက်ျားစိတ်ချပြီးတာเนาะအဲ့လိုမျိုးကအတွေ့အကြုံဆိုတာယူရတယ်ယောက်ျားရဲ့ပြီးတော့တငယ်ချင်းအပေါင်းအသင်းဆိုတာလည်းထားရတယ်အဲ့လိုဂုဏ်ကြီးရှိတဲ့တငယ်ချင်းတွေများများထားရတယ်ယောက်ျားရဲ့ KTV ဆိုတော့တွားတင်တဲ့နေရာတပတ်ကုန်အနည်းဆုံး3ညလောက်တော့တွားတင်ပါတယ်ယောက်ျားရဲ့တွားမိမအောင် ယောက်ျားအခုတစ်ခေါက်သွားမှာတော့တစ်ခါမှမသွားဘူးတော့လေဟဲတုံးနေတာ ငါယောက်ျားလေးတနာပါတယ်ယောက်ျားမတွားဘူးဖြစ်နေတာအဲ့ဒါမျိုးယောက်ျားတွားပြီးတော့အတွေ့အကြုံယူလိုက်လို့မိမပြောနော်ယောက်ျားနော်မိမပတ်ဆက်မိမယ်ယောက်ျားတွား ဟိုရပါတယ်မိမမလုပ်ပါနဲ့သူတို့ကကျွေးမယ်လို့ပြောတာလေ ဩသူကကျွေးလဲယောက်ျားရဲ့ယောက်ျားရှိမှပါဝါမှအစီပြေမှယောက်မိမတသိယူပါဟိုတသိရနဲပါလေယောက်ျားရဲ့ယောက်
နှစ်သိန်းယူပါလိုက်ယောက်ျား မိမရဒီတရတော့မကုန်တော့ပါဘူး အော်ကုန်းအောင်သုံးခဲ့ယောက်ျားကုန်းအောင်သုံးခဲ့နော်သူများတကောင်လည်းဝယ်ကြည့်လိုက်သူများကြည့်တာကိုယောက်ျားအမြဲတမ်းမစားဘူးသူများတကောင်လည်းဝယ်ကြည့်ရတယ်တငယ်ချင်းဆိုတာသိလား အဲ့ဆိုယောက်ျားသွားတော့မယ်နော်မိမနော် တော်တော် ဟိုယောက်ျားလူတိုင်းပေါင်းတခါ မိမယောက်ျားချစ်တာ哦ယောက်ျားရဲ့မွာအဲ့ဒါကတော့ ထီလည်းမထီဘူးထီလည်းမထီညာလေး ဟိုသွားလို့အချိန်တော့ကြာနေမှာယောက်ျားတာချစ်တာ တက်ပြီးတော့ ဟိုလုတ်ပြ အာဘယ်လိုဖြစ်မှလဲကွာမင်းရလဲငါမိမကြောင့်လည်းတည်ရတာနဲ့လာတော့ပါဘူးတည်တယ်လေမဟုတ်ဘူးဟာဟိုငါလည်းအဲ့ဝါသနာမပေါ့ကွာ KTV ဆိုတော့တို့အိမ်အောင်တိုင်းနဲ့လည်းအဆင်မပြေပါဘူးနော်ငါမိမလည်းလွတ်မှာမဟုတ်ဘူးမလာတော့တကယ်ညာမင်းငါ့ကိုဂုံပြစ်နေတယ်ဆိုလဲတခြားဟာတစ်ခုသာဝယ်ကျွေးလိုက်တော့အေးဒါပဲနော်တကယ်နေစိတ်မဆိုးပါနဲ့ကွာမလာတော့ဘူးနော်ဒါပဲ ရှင်းကြဘာပြောတာလဲ तू က ဟောချက်လီ ဘာလဲလေ ဟွာတဲ့ဒီနေ့သူ့အဖွားဆုံးတာတစ်လားပြည့်လေအဲ့ဒါဂုံပြူတဲ့အနေနဲ့တဲ့ KTV သွားကြမယ်တဲ့ ကိုကြီးအဖွားဆုံးတော့ KTV မှာဂုံပြူတယ် ဟောနေရလဲဟဲ့သူဂုံပြူရှင်ပြုတ်မှာပေါ့ အဲ့ တဲ့ လေနင်းနဲ့ပတ်စံလို့သူပြည့်နေတယ်ပြမှာပေါ့ အဲ့တော့ဒါလေးကလေဟိုသူတစ်လားပြည့်သွားပြီလေသူ့အဖွားဆုံးတာအဲ့တော့ဟိုတစ်ပတ်လုံးသူ့အဖွားဆုံးတဲ့အချိန်မှာဝိုင်းပြီးကူညီရဲတငယ်ချင်းတွေအကုန်လုံးဒါကျွေးတာမွေးတာပေါ့ ဩဒါဆိုတော့ယောက်ျားရေသွားမှာပေါ့သွားတင်တယ်လေအဲ့လိုမျိုးနေရတယ် မိမရေယောက်ျားအဲ့ဒါဝါသနာမပါတာ ယောက်ျားရေအဲ့လိုမလုပ်ပါနဲ့တခါတလေဒါမျိုးဆိုတော့သွားရတယ်ယောက်ျားရေပြီးတော့ယောက်ျားကပြီးတော့အမြဲတမ်းဒီမှာအိမ်မှာနေနေတော့မိန်းမလည်းအဲ့လိုမျိုးတွေလေယောက်ျားသွားလို့ရှင်ဘာဖြစ်ဟိုစိတ်ပြေလက်ပြောက်ပဲယောက်ျားရေသိလားမအပန်းပြေတဲ့သဘောပဲယောက်ျားရေ မိမနဲ့ကျွန်တော်ရန်ဖြစ်မှာကြောက်တာယောက်ျား ဩယောက်ျားမိန်းမယောက်ျားဘယ်လောက်ရှိဆိုသိတာပေါ့ယောက်ျားရေသိလားယောက်ျားမိန်းမဘယ်လောက်ချစ်တတ်တယ်ဆိုတာမိန်းမအရန်သိတယ်သူများတွေကလေဟိုအပိုလုတ်ပြီးတော့လေမလေးပတ်စံလေးတသိမ့်မသိမ့်များစာဖွဲ့နေယောက်ျား အဲ့ဒီလိုပြောနေရတယ် နင့်ပြောတာမဟုတ်ပါငါယောက်ျားငါပြောပြနေတာယောက်ျား ယောက်ျားတကယ်သွားမှာလား သွားပေါ့သွားတင်တာပေါ့ယောက်ျားစိတ်မပူနဲ့နော်မိန်းမလေးပတ်စံကိုလေအပြစ်ထည့်ပေးလိုက်မယ်တကယ်လို့ဟိုမှာမနောက်လို့ရှိရင်လေမိန်းမဖုံးဆက်လိုက်ကေပေးနဲ့ထပ်ပြီးတွဲလိုက်မယ်သလားယောက်ျားလေဟိုဘယ်လောက်လောက်ခဲ့တာဟိုမှာလေ ဟောလုပ်ခဲ့တာလေ ယောက်ျားဟိုမှာဝိုင်းဘယ်လောက်လောက်ခဲ့တာလေတူတူလေ တစ်ပတ်လုံးလေ ဟိုတပတ်လုံးကတက်ပြီးမှတပတ်လုံးနေခဲ့လိုက် ခရီးမထောက်တော့နေမှာ ဟုတ်တယ် ဟဲ့မိမရဲ့အဲ့လိုတော့မလုပ်ပါနဲ့ခဏသွားပြီးတော့ပဲပြန်လာလိုက်မယ်နော် အော်ယောက်ျားရဲ့တခါတလေလေးတပတ်လောက်နေရဘာဖြစ်လို့လဲမခွဲနိုင်ဘူးလား မခွန်းတော့မိမနဲ့မခွန်းနိုင်ဘူး မခွဲနိုင်မိန်းမ မသွားနဲ့လေ ဟဲ့နေရှာမရှိနဲ့နိပောက်ကိုပိတ်ထားငါယောက်ျားငါပြောနေနိယောက်ျားတော့ငါဝင်ပြောလို့လားငါဝင်မပြောဘူးနော် ကြံမေးတာပါ ယောက်ျားဟိုပတ်စံလေးအကုန်ယူသွားမလောက်ရင်မိမဖုန်းဆက်လိုက် KB နဲ့စိတ်တလောက်လွှဲလိုက်မယ်တိလားသူများတယ်လို့လေတသိန်းနှစ်သိန်းအောင်များအမလေးဘွားကြီးလုံနေတယ်ယောက်ျားပြောသလောက်နေခဲ့တော့ယောက်ျားတကယ်လို့မသွားခြင်းဘူးဆိုလို့ရှိရင်လေ ဟိုရေကြမသွားချင်ဘူးဒါနဲ့သွားလိုက်မယ်လीနော် သွားလိုက်ပါရဲ့သွား သွားပြီနော် ယောက်ျားဖုန်းယူအောင်နော် ယူမယ်ယူမယ် မေ့သွားမှာ စိတ် ဆို ဝင်နေနော်ယောက်ျားဘာမှမလုပ် ရဲ ဘူး စစ် နော် တယ်နော်ယောက်ျား ကျွန်တော် I love you အပွားမ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 ွား တွေ့ရနော်ငါ့ယောက်ျားငါဘလောက်ချစ်လဲဆိုတာ ငါယောက်ျားလေငါတိတ်ချစ်တာဟဲ့ ပလေပလက်တော့ဘာလို့ပလေဩ ဟဲ့ကိုမကျော်မသွားသေးဘူးလား ဘယ်သွားမှာတော့နေ့ယောက်ျားလေဟာရန်ကုန်ရောက်တာတော့ငါ့ကိုဖုံးမဆက်ဘူးနော်ငါမှ तू ရောက်တယ်ဆိုတော့ तू များပြောမှသိရတယ် ခုနကပဲရှင်ဖုံးဆက်တာဆို ဖုံးဆက်တာ အဲ့လေ ဖုံးဆက်ပုံပြောနေငါမှဖုံးမရှိဘူးဖုံးပေါင်ထားတယ်ကြာပြီ KTV သွားဖို့ဖုံးဆက်တာဆို ဩ KTV မပြောပါနဲ့ဟာ KTV မပြောနဲ့နော်လက်ဖေးဆိုင်တော့နတ်မမှန်ဘူးငါ ဒုက္ခပဲဒါဆိုလို့ရှိရင်တော့ဒီကောင်ကြော်သွားရနေမယ် ငါကြော်သွားတယ် ကျမတို့တက်တက်မယ်တယ်လူမိတ်ပဲလောက်သွားတာ မလေးဘူးဟာဘူးဩနေရလေဟဲ့ငါဘူး ဖူးဖူးမဟုတ်ဘူးဟောမှာဖူးဖူးက စုမြက်ကြီးငါဘူးတဲ့ ညလုံးနေပြကလက်တာကလက်ဖြစ်တော့လို့ဘူးရေ ဟောကလေး ဟမ် ရှင်မသွားသေးဘူးလား ဟဲ့ဟာဘယ်ကိုသွားမှာလဲ ဟာရှင်မဲလေဖုန်းဆက်တာလေခုနကလေ ဟာငါမစက်ပါဘူး ရှစ်ဖွားဆုံးတာတလားပြည့် KTV မှာဂုံပြချင်လို့ဆို အာ तू အဲ့လိုတော့သွားလာ ဟုတ်တယ်လေ ဟာအဖွားဆုံးတာဒီမနေ့မှဒီကောင်မြစ်တာပုလို့ထင်တယ်ငါအဖွားဒီမနေ့မှဆုံးသွားတာငါအဖွားဒီမနေ့မှဆုံးတော့သူဝိုင်းလို့ဝိုင်းကန်လာခေါ်မလို့နေရလဲတော်တော်တုံးတယ်တော့ဟိုနာရေးဖြစ်တာတလားပြKTV မှာဂုံပြတယ်လို့ရှိသလားကြားပြီလားလို့ အဲ့ဆိုမဟုတ်ဘူးပေါ့ ဟာပြဿနာပဲကွာဒီကောင်ကွာ ဒါဆို तू ကကျမကိုလည်းပြ KTV သွားတာပေါ့ အော်ဒီကောင်ငါဖွားဆုံးတာကိုခုတုံးလုပ်ပြီးတော့ KTV သွားတယ်ပေါ့လေဟဲ့အဲ့ကောင်သွားတဲ့ KTV ကိုငါသိတယ် အေးနေ့ယောက်ျားသွားနေကြ KTV လဲငါသိတယ်ဟာ ကျတော့ KTV မသွားဘူးဆိုအဲ့ကောင်က ဟာပေါက်ပြတယ်ဟာနင်တို့ရန်ကုန်ရောက်တဲ့နေ့ကိုဘတ်ပတ်ပြီးတော့သူနဲ့ငါနဲ့ KTV သွားနေကြငါသိတယ်ငါလိုက်ပို့မယ် လိုက်ပါမယ်လားလာခဲ့
ပြောဦးလား ဘာတော့ပြောရလဲ သူတို့ရဲ့အကြီးဝါကျောင်းဝိုင်းရဲ့သူတွေမတက်ပြောဆောင်လိုက်တော့အကြိုက်ပြောလို့ရတယ် မင်းမနဲ့ငါနမမြောက်တော့ဂျင်းမိပါ ဒပလက်မျိုးတွေ ကဲကဲ ကျောင်းဝိုင်းရဲ့ချီယာ ဒီဘောဘောမြူးစစ်လေ အဲ့ကောင်းတယ်ကမယ်တော့တဲတဲလေးတို့ကမယ်တော့ဟုတ်ကဲ့လားတဲတဲလေးကမယ်ဘယ်လိုပိတ်ရလဲ ငါလိုက်တာ စောနေဝင်ဖဲရောက်နေတယ်ကမယ် တော်တော်စနေပါဂျယ်လီအဖွားစောင်းတာတလားပြောတော်တော်ပြောနေပါဟုတ်လား ပြန်နေလား ပြောမဟုတ်ဂျယ်ဒီကိုအာနာတို့ဆိုတော့ကနေရဂျယ်ဒီပဲဟောဂျယ်ဒီ စာတေးတော့ပေါ့မယ်ဆို ဒီဖယ်ဒီမှာ ငါဒီမှာမင်းပစကမဟုတ်ဘူးဆိုတဲ့ပြောလို့ငါဘွားဒီမနဲ့ပဲဆုံးတာဆုံးရတာဆုံးရတာဟုတ်တယ်ဆုံးရချင်းလေဆုံးရကမယ်ကမယ် ဘာလဲပြီရုပ်ကကျင်နေတော့အိမ်မှာကျတော့မတိတ်ကြအောင်ဆောင်ပြီးတော့ KTV မှာ2ယောက်သားတူတူလာခဲနေကြတယ်ဗောတေချင်းကောင်းလေ အေးရောက်မတက်မယ်လာ